Hi, how are you? လူတိုင်းမှာမတူညီရဲ့အတွေးခေါ်အယူအဆတွေရှိသလိုမတူညီရဲ့အကျင့်တွေလည်းရှိတတ်ပါတယ်။တချို့သောအကျင့်တွေကပြင်မို့ရလွယ်သလိုပြင်မို့ခတ်တဲ့ရွှေရိုးစွဲအကျင့်တွေလည်းရှိတတ်ပါတယ်။နေ့စဉ်နေ့တိုင်းလုံးလေးလှုပ်ထားရှိတဲ့အရာတွေကိုပြင်မို့ရခတ်သလိုရွှေရိုးစွဲအကျင့်တွေကိုပြင်မို့ရခတ်တဲ့ဆိုတဲ့အရာတွေကို all habits die hard proverb အနေနဲ့သုံးလို့ရပါတယ်။ဥပမာ I can't seem to give her smoking. All habits die hard. I can't seem to give her smoking. All habits die hard. ဆက်လက်တောက်တဲ့အကျင့်ကိုငါဖြောင်းနိုင်လိမ့်မယ်လို့မထင်ဘူး။နောက်တစ်ခုအနေနဲ့ Sarah tried to cut down to caffeine, but all habits die hard, and she couldn't resist her morning coffee. Sarah tried to cut down to caffeine, but all habits die hard, and she couldn't resist her morning coffee. ဆာရာကသူ့အမြဲတောက်နေကြကော်ဖီကိုမနက်တိုင်းမတောက်ဘဲမနေနိုင်ဘူးဆိုတဲ့ရှေးရိုးစွဲအကျင့်ကိုပြောတဲ့အခါမှာသုံးသွားတာကိုတွေ့ပါလိမ့်မယ်နော်။သိစီမှာရောပြင်ဖို့ခတ်တဲ့ရှေးရိုးစွဲအကျင့်တွေရှိသေးရဲ့ဆိုရင်အချိန်ပြင်ဖို့တော့လိုမယ်နော်။ See you again.